ချမ်းသာကြွယ်ဝတဲ့ခရိုနီတထေးတယောက်နဲ့တွဲနေပြီဆိုတဲ့သတင်းတွေကိုအခုလိုတုံ့ပြန်ခဲ့တဲ့ပိုးမမီတာအခုရပိုင်းနဲ့ချမ်းသာကြွယ်ဝတဲ့ထိတ်တန်းခရိုနီတထေးသားတယောက်နဲ့တွဲနေပြီဆိုပြီးတော့သတင်းထွက်လာတာကတော့ဆရာဝန်မလေးလည်းဖြစ်တယ်လို့တယောက်ဆောင်မင်းသမီးလေးတယောက်လည်းဖြစ်တဲ့ပိုးမမီတာပါဒီလိုသတင်းတွေထွက်လာတာကပိုးမမီတာဟာချောမောလှပတဲ့ယောက်ျားတယောက်နဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကြောင့်မှာအဆိုပါဓာတ်ပုံဟာပိုင်တကွန်နဲ့မလင်းမြဘူးတို့ရဲ့မင်္ဂလာဧည့်ခံပွဲမှာရိုက်ကူးထားတာဖြစ်ပါတယ်ပိုင်တကွန်ရဲ့မင်္ဂလာပွဲဟာကြရက်ပေါင်း16000တက်တဲ့မင်္ဂလာပွဲဖြစ်ခဲ့တာပါအခုတခါမှလည်းပိုးမမီတာတယောက်တသေးသားလူဖြောင်းတယောက်နဲ့ဓာတ်ပုံအတူရိုက်ကူးထားတာကြောင့်ပိုးမမီတာစွန့်သွားပြီဆိုပြီးတော့ပိုးမမီတာကိုအားပေးကြတဲ့ကောင်လေးတွေကအသေးကွဲနေပြီဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပိုးမမီတာဟာချစ်စရာကောင်းတဲ့မင်းသမီးတစ်လက်ဖြစ်တာကြောင့်ပရိသတ်တွေကအသေးကွဲခဲ့ရတာပါဒါပေမဲ့အခုတခါမှတော့ပိုးမမီတာကသူမရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အခုလိုပဲဖြေရှင်းလာပါတယ်ပိုးမမီတာကသူမအနေနဲ့အခုချိန်မှာချစ်သူရည်စားမရှိသေးဘူးလို့ဆိုပါတယ်သူမနဲ့ဓာတ်ပုံအတူတူတွဲရိုက်ထားတာကအခုလက်ရှိအချိန်မှာနာမည်ကြီးကြော်ညာဒါရိုက်တာဖြစ်ပြီးတော့အခုခေတ်ကြော်ညာတွေတော်တော်များများကိုရိုက်ကူးထားတဲ့ဒါရိုက်တာဖြစ်ကြောင်းအနုပညာတလောကလုံးကသိကြတယ်လို့ဆိုပါတယ်ဒါကြောင့်လည်းပိုးမမီတာကသူမကိုလူတွေကအထင်မြင်လွဲမှာဆိုလို့ရှင်းပြတာဖြစ်ကြောင်းပြောခဲ့ရပါဒါကြောင့်ပိုးမမီတာရဲ့ fan ဘိုင်းတွေကတော့ဝမ်းသာသွားရပါတယ်ဒီမတိုင်ခင်မှာတော့ပိုးမမီတာဟာဘာဆိုင်နဲ့ကြိုက်နေရလို့လည်းသတင်းထွက်ခဲ့ပူတာပါပရိသတ်တွေကရောပိုးမမီတာကိုဘာဆိုင်နဲ့သဘောတူလားဆိုတာပြောသွားကြပါအောင်ရှင်